မမေအလူတွေအင်ချက်ပါလားမပြီးသေးဘူးသားရဲ့မင်းမလည်းဇက်ပြင်မလာသေးဘူးဟုတ်လားမေအလူကစားတော့မှာမေရဲ့မမေသမီးပြလိုက်နော်ဟဲ့သမီးနင်ကလည်းဈေးတော့ကြားလိုက်တာဟဲ့အော်မမေရဲ့ဒီနေ့ကလေဈေးထဲမှာလူတွေအများကြီးပဲမေသမီးမနေတိုးရတယ်အော်ဒါနဲ့သမီးပစ္စည်းအကုန်ရလားမမေဈေးထဲမှာလေပစ္စည်းပြည့်နေရဲ့မေရဲ့သမီးလေးကြားသလောက်ဝယ်ခဲ့လိုက်တယ်အေးပါသမီးမမေတော့နောက်ကျနေပြီဟုတ်မေဟုတ်အမေတာလမ်းထိပ်မှာစောင့်နေမယ်နော်ဟဲ့တာနေမဝိုင်းကူလေအမေတို့နောက်ကျနေပြီတားရဲ့မမေတားတငယ်ချင်းနဲ့ချင်းလာတာအမေရဲ့အော်တားရဲ့မင်းတငယ်ချင်းကအရေးမကြီးပါဘူးအခုခင်းချက်မှာရေးကြည့်ရဲ့တားရဲ့မမေတားတငယ်ချင်းကဂရိပေးထားတာအမေဘယ်လိုပြောမှာလဲတားရဲ့မင်းတငယ်ချင်းနဲ့လည်းဖုံးဆက်လိုက်ပေါ့နောက်ကျမင်းလို့ပြောလိုက်လေဟုတ်မေဟုတ်သမီးကအနောက်မှာငါခောက်ပြီနော်ဟုတ်မေဟုတ်တားမင်းတငယ်ချင်းနဲ့ပြောပါလားဟုတ်ပြောပါမေအော်အေးဒါအနောက်မှရေတယ်မရှိတော့ရေခက်ပြီနော်အမေသမီးငါဟုတ်ပါရဲ့ဘာလို့ရအောင်မလဲအော်ဟုတ်လားသမီးအဲ့ဒါဆိုရင်လည်းအမေစက်တန်ခွာထားပြုံးနော်ဟုတ်မေဟုတ်အမေမောင်လေးရောဟဲ့သူအနောက်မှရေဖြစ်နေမဟုတ်လားဟုတ်လားမေသမီးလည်းမတွေ့ပါဘူးသမီးအနောက်မှနှင်းမောင်လည်းမရှိဘူးလားမရှိဘူးမေရဲ့သမီးတောက်နေပဲရှိရဟဲ့ငါစိတ်ညစ်ပါတယ်ငါသားပဲသွားပြန်လည်းမသိဘူးအော်သမီးအဲ့ဒါဆိုရင်အနောက်မှသုံးမှုရေရှိလားရေလည်းမရှိဘူးအမေရဲ့သမီးပဲခတ်တာအမေရဲ့အော်ဟုတ်လားသမီးမမေအနောက်မှာရေရှိရလေမေရဲ့ဟဲ့မောင်လေးအဲ့ဒါငါခတ်တာနေပဲသွားနေရလေမောင်လေးလေဘိုင်းနာနေလို့အနောက်သွားနေရမှာရဲ့ဟဲ့နင်တို့ကလည်းအရေးကြီးနေပါဆိုဘာဖြစ်နေကြလဲမသိဘူးမမေဒီနေ့လေတာဘိုင်းမကောင်းလို့မေတာမသွားနိုင်တော့ထင်တယ်တာနေဘိုင်းမကောင်းဘူးလားဟုတ်တယ်မေရဲ့တာဝမ်းသွားနေရဲ့မေအော်တာစေကန်းကောင်းလားစီကန်းတော့မသွားတော့ပါဘူးမေစေးပဲတောက်လိုက်ပါမယ်မမေစေးရှိသေးလားစေးရကုန်နေတဲ့သားရဲ့မမတော့ခိုင်းလိုက်မယ်နော်ရပါတယ်မေရဲ့မဝယ်ခိုင်းပါနဲ့အလူကနောက်ကျနေပြီမေရဲ့အမလီသားရဲ့စေးမတော့လို့ရမှာတားအရေးကြီးရဲ့အလူကအရေးမကြီးဘူးသမီးနေမောင်တော့ဖို့စေးမရှိတော့ပဲပေးလိုက်နော်အော်ဟုတ်မေဟုတ်မမေရပါတယ်တားအရေးမကြီးပါဘူးမမေလောက်ချာရှိရပဲလောက်လိုက်ပါအမလီသားရဲ့စကားကိုလွယ်လွယ်ပြောလို့မရဘူးသမီးမြန်တော့နော်မမေပတ်စံမတွေ့ဘူးမှလည်းပတ်စံအော်သမီးပတ်စံလည်းစပွဲခေါအောင်ပါသမီးရဲ့အော်ဟုတ်မေဟုတ်တာနင်ကဘာစားလို့ဘိုင်းနာနေရလဲတာလည်းမသိဘူးမေရဲ့အော်မမေတာတည့်တည်စားရတယ်မေရဲ့အော်တာရဲ့ဒီလောက်ပူနေရရှင်မှာတည့်တည်အများကြီးစားနေလေတာရဲ့ဝမ်းရှော့ကောင်းမှာပေါ့ဟုတ်မဲ့ထင်တယ်မေတာလည်းတည့်တည်ကြိုက်တယ်မေရဲ့အော်တာအခုလေဘိုင်းရန်အောင်နေလားအရင်တော့မအောင်ပါဘူးမေရဲ့စစ်တောင်းလည်းတောက်မှထင်တယ်အေးပါမမေစေးရပြီနော်အော်အေးသမီးနှင်းမောင်လေးပြတိုက်လိုက်နော်မောင်လေးစေးတောက်လိုက်အောင်နော်ဟုတ်ပါဟုတ်တာမမေတို့ကခဏညအလူသွားတော့မှာတာအိမ်မှာပဲအနားကြီးလောက်တော့နော်ဟုတ်မေဟုတ်မောင်လေးဘယ်မှမသွားနဲ့နော်ဟုတ်ကဲ့ပါအမ